မြန်မာနိုင်ငံမှာတိတ်မတွေ့ရတဲ့ဒုက္ခရီလို့နာမည်ကြီးတဲ့အီတလီထုတ် Amfigusta Evo ဆိုင်ကဘယ်လိုမျိုးလဲဘယ်ဈေးရှိပါမလဲ Amfigusta Evo ဆိုင်က Racing Sport Bike ဆိုင်ရဲ့မျိုးသားဖြစ်ပြီးတော့အီတလီနိုင်ငံ Amfigusta ဆိုင်ရဲ့ကုမ္ပဏီကနေ1999ခုနှစ်မှာစတင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ကျန်တဲ့တန်း performance ကောင်းတဲ့ Sport Bike ဆိုင်တစ်စီးဖြစ်ပြီး 950cc နဲ့ 1000cc အင်ဂျင်တွေနဲ့နှမျိုးရှိပါပါ။ 1000cc အင်ဂျင်မှာတော့ inline 4 အင်ဂျင်ဖြစ်ပြီးမြင်းခေါင်195အထိထုတ်လုပ်ပေးမှာဖြစ်ပါတယ်။မြင့်သုံးမောင်းနိုင်အားက305ကီလိုမီတာနဲ့တနာရီကိုမိုင်190အမြင့်ဆုံးမောင်းနိုင်မှာဖြစ်ပါတယ်။ 0 to 100 km ကို2.9 စက္ကန့်အရောက်မောင်းနိုင်ပြီးတမိုင်ကိုစက္ကန့်40လောက်မရောက်ခင်မောင်းနိုင်မှာပါ။ Ride by wire, traction control, electronic engine brake system တွေ rain, sport, normal, truck mode တွေရွေးချယ်မောင်းနိုင်မှာပါ။ဒါပေမဲ့2018ခုနှစ်မှာယူရိုစီကန်သတ်မှတ်ချက်တွေနဲ့ညှိတဲ့အတွက်လမ်းမှာစီးဖို့မသင့်တော်တာမို့2018မှာပဲ Amfigusta F4 ကိုထုတ်လုပ်မှုကျန်ခဲ့ပါတယ်။ထုတ်လုပ်မှုကျန်ခဲ့တယ်ဆိုပေမဲ့မကြာခင်နှစ်များအတွင်းမှာပြန်ပြီးတော့ထွက်လာမယ်လို့တော့သတင်းတွေထွက်ထားပါတယ်။ Amfigusta F4 ဆိုင်ရဲ့2018ဆိုင်ရဲ့ဈေးကဥမြန်မာငွေဈေးနဲ့ဆိုရင်3000ဝန်းကျင်ကျတဲ့မှာဖြစ်ပါတယ်။မြန်မာငွေဈေးနဲ့ဆိုရင်တော့300ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။